Hello အားလုံးမင်္ဂလာပါခင်ဗျာဒီနေ့ပေါ့နော်ကျွန်တော်ဒီလာဘူးဘူး Big Into Energy တွေကနေ Secret လေးကိုကျွန်တော် Amazon ဝယ်ပေးတာဖြစ်ပါတယ်ခင်ဗျာ Secret Edition ကပုံမှန်ဆို82ရုပ်ဖောက်မှ1ရုပ်ပဲပေါက်တော့လို့သူကရေးထားပါတော့တော်တော်လေးလေးလာတယ်ကျွန်တော်အပြင်မှာကြည့်ကြည့်တာပေါ့နော်သူတို့ပုံတွေထဲမှာဆိုရင်သူအမဲအောင်လေးဆိုတော့ကျွန်တော်ယောက်ျားလေးနဲ့လည်းလိုက်တယ်ဘာလို့လဲဆိုအရင်တစ်ပတ်အပြာရောင်လုံးကကျွန်တော်ဖောက်ပြတော့ကဆိုရင်အဲ့အပြာရောင်လေးကကျွန်တော်နေရာတကာတည်သွားအဆင်ပြေဆိုတော့ဒီမှာဆိုဖုံနေပါရဲ့ဆိုမဲသွားမှကြောက်တော့ပေါ့နော်ဒီအမဲအောင်လေးဆိုရင်ကျွန်တော်ယောက်ျားလေးနဲ့လည်းအဆင်ပြေတယ်ပြီးတော့သွားလေရောင်စုံလေးဆိုတော့ကျွန်တော်အပြင်မှာတော့မမြင်ဘူးသေးဘူးပုံထဲမှာပဲတွေ့ဘူးသေးတယ်အဲ့ဒါလေးကိုကျွန်တော်အခုတူတူ Amazon ဝယ်ပေးတာဖြစ်ပါတယ်ခင်ဗျာဖောက်ကြမယ်ပေါ့နော်ဒါလေးကိုအခုကျွန်တော် Amazon ဝယ်ပေးတော့ဖြစ်ပါတယ်ခင်ဗျာဒါလေးကိုဖောက်ပြီနော်ကျွန်တော်လည်းမြင်ဘူးသေးဘူးတကယ်မြင်ဘူးသေးဘူးကျွန်တော်အပြင်မှာဆိုင်ကတော့အမဲအောင်ဆိုပြီးကျွန်တော်ပြောရတာပဲတခြားပေါက်လိုက်တော့ဘာပြောရမပြန်ဘူးကျွန်တော်လည်းမြင်ဘူးသေးဘူးပြင်မှာတော့ဒါမြင်နေရပါတော့ကျွန်တော်အဲ့ဒါလေးကိုသုံးကျွန်တော်ရင်တစ်ခေါက်ကလည်းပြောရပါဒီ secret လေးပေါက်ပြီအမဲအောင်ဆိုတော့ကျွန်တော်တို့နဲ့ live လို့ပေါ့နော်နေရာတကာတည်သွားလို့အဆင်ပြေသွားပြီပေါ့ဟိုဟိုမီးဟိုးရောင်လေးအမဲအောင်ဆိုတော့လှတယ်သူသွားလေးရပေါ့နော်ကျွန်တော်တော်တော်ကြိုက်တယ်သူဒီသွားလေးရရောင်စုံလေးပုံမှန်ကျွန်တော်ရင်တစ်ခေါက်ပေါက်ကအပြာလေးဆိုသွားလေးဆိုအဖြူဆိုအဖြူလေးပဲဒါကသွားလေးရရောင်စုံလေးပြီးတော့မီးဟိုးလေးဆိုတော့ကျွန်တော်တို့နေရာတကာအဆင်ပြေတယ်ပြီးတော့အယောင်လေးကတမူထူးကြပြီးကွဲထွက်နေရပေါ့နော်တော်တော်လေးလှတယ်ကျွန်တော်တော်တော်သဘောကျတယ်ပေါ့နော်ဒါလေးကိုဒီအမဲလေးရပေါ့နော်တော်တော်လှတယ်ပေါ့နော်ဒီထဲမှာတော့အမဲလေးဒီမှာတော့မီးကိုလေးပေါ့နော်ဘာလို့သဘောကျတယ်ဆိုကျွန်တော်ကနေရာတကာအပြင်နေသွားလေအားနာစရာမလိုတော့ပေါ့နော်ကျွန်တော်ရင်တစ်ခေါက်ဟာတော့အပြာလေးတုန်းကဆိုရင်ကျွန်တော်နည်းနည်းညစ်ပတ်နေပေါ့နော်ကျွန်တော်တပတ်လောက်ပဲယူဒီကိုင်းလေးတို့ညစ်ပတ်တယ်ပေါ့နော်ဒီအပြာလေးကြောင့်ဒီဟာလေးကျတော့ဟိုဖြစ်စရာမလိုတော့ဘူးပြီးတော့မျက်လုံးလေးရလေလုံးဝrainbow color လေးပေါ့နော်တော်တော်ချစ်စရာကောင်းသွားတယ်သွားလေးတွေလည်းရောင်စုံလေးတွေနဲ့ပေါ့နော်ဒီဟာနဲ့မတူတော့ဘူးတော်တော်လေးလည်းမိုက်သွားတယ်ပြီးသူ့ရဲ့ shape ကျွန်တော် big into energy ဘာလို့ကြိုက်တာလဲဆိုတော့အရင်လာပူပူတွေကိုကျွန်တော်အဲ့လောက် crazy မဖြစ်ဘူးပေါ့နော် big into energy ရဲ့အယောင်ပြေးတာလေးကိုကျွန်တော်တအားသဘောကျလို့ဒီ big into energy လေးကိုကျွန်တော် Amazon လုပ်ပြီးဒီ email တွေတော်တော်လိုချင်တာဖြစ်ပါတယ်ခင်ဗျာဒီဘက်ကတော့ကျွန်တော် big into energy secret လေးကိုကျွန်တော် Amazon လုပ်ပေးတာဖြစ်ပါတယ်ခင်ဗျာနောက်ဒီမှာကျွန်တော်ဒီတက်ကောင်းတဲ့ content တွေနဲ့ပြန်လာခဲ့ပါဦးမယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ